ဝကိုခက်ခဲရုန်းကန်ရင်အချင်းပေါင်းရောင်းနေရကနေအခုဆိုတိမ်ပေါင်းထောင်ကြီးလူနိုင်တဲ့တထေးဘဝကိုရောက်ခဲ့ရတယ်ဖတ်တီမဘဝဘေးကူးတို့ကတော့အံ့ဩစရာပါပဲ TikTok ဗီဒီယိုတစ်ခုကနေနာမည်ကြီးလာတဲ့ဥပိန်တရာအနီးကအချင်းပေါင်းရောင်းတဲ့ဖတ်တီမဟာအရာသာရှိမှုတန်ရှင်းမှုနဲ့စေတနာပါမှုတွေအပြင်သူမရဲ့ကံတရားကြောင့်စားသုံးသူများလာခဲ့ပါတယ်ဖတ်တီမဟာအချင်းပေါင်းရောက်နေရင်ကိုဝင်လွယ်ထားရခြင်းငွေကြေးစုမယ်လို့တော့ဥပိန်တရာနားမှာတရားမဝင်ဈေးရောင်းနေဆိုပြီးစိုင်းအဖြတ်ခံနမဲဖြတ်ခံရပြီးငွေခင်းစာကလေးကိုပါဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့အန်ဩစရာကောင်းတာကတော့ဖတ်တီမရဲ့လောကဒန်ကြန့်ခိုင်နိုင်မှုနဲ့အတူသူမရဲ့ဘဝဘေးကူးတို့ကြောင့်မကြခင်မှာသူမကိုကူညီမဲ့သူပူပေါင်းလောက်ကင်မဲ့ငွေကြေးထောက်ပံ့မဲ့သူတွေကြောင့်အချိုးစုံနဲ့အတူအချင်းပေါင်းကိုတရဝင်းရောင်းချနိုင်ခဲ့ပါတယ်။ထိုမှတစဉ်ဖတ်တီမဟာသူမရဲ့ရိုးသားမှုပွင့်လင်းမှုချိုးစားမှုတွေကြောင့်စားသုံးသူများလာတဲ့အကင်သူမရဲ့ကြောတောင်းနောက်ခံပံ့ပိုးသူတွေကြောင့်အချင်းကကျွေးပတ်လဲဝိုင်းနေရကနေကိုပိုင်အိမ်နဲ့ဆိုင်များပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ယခုနှစ်မှာတော့ဖတ်တီမအနေနဲ့အလူမင်လာချင်းပါပြီးသားဖြစ်သူကိုရှင်ပြူးပေးခဲ့ပါတယ်။ဒါပြင်မြမတလိအထိုင်စင်စည်းမင်းရိုင်ရွှေငွေသိန်းထောင်ချီဝစ်စင်ကငွေကြီးအလူပေးစွန့်ကျဲခြင်းဥပိန်တရာပင်စင်ဖို့မတ်တီအလူငွေလူချင်းစားတဲ့အရာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့အလူကို TikTok ဆဲလီမမကြီးတွေးကြည့်လဲတက်ရောက်ခဲ့ပြီးသူမရဲ့ဆွေမျိုးများသူမရဲ့ဇီးတဲ့မိတ်ဆွေများအပြင်ရွာလုံးကျွတ်ကိုပါဖိတ်ပြီးစားပွဲတောက်ပွဲအလူပွဲကြီးကိုသိန်းပေါင်းထောင်ချီအကုန်ကြကမီဒီယာများပါခေါ်ယူပြီးကျင်းပခဲ့ပါတယ်။သူမရဲ့အလူမင်္ဂလာပွဲတော်မြင်ကွင်းများကိုကြည့်ရှုရင်ကြည်နူးပီတိဖြစ်စေဖို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်။